လူသုံးနေတဲ့ဖုန်းဆိုတိုင်းမကောင်းဘူးလို့ထင်နေလား Samsung 4ဆိုရင်လူတိုင်းရင်းနှီးပြီးသားပါ Honor 4ကတော့အခုနောက်ပိုင်းလူသုံးများလာပါပြီ Oppo 4ဆိုရင်လည်းဈေးကွက်မှာနေရာယူထားတာကြာပါပြီဒါပေမဲ့ Motorola 4ကိုတော့ဂိုင်းတဲ့လူတွေ့ရခဲတာပါအဲ့ဒီတော့လူတော်များများကဒီဖုန်းကိုရွေးချယ်ဖို့တော့စိတ်မကူးမိကြဘူးတကယ်လက်တွေ့သုံးကြည့်မှာပဲနေ့စဉ်သုံးဆွဲမှုပုံစံကွာခြားသွားတာကိုခံစားမိမှာပါအထူနဲ့အလေးချိန်ကလည်းလက်ခံနိုင်တဲ့အဆင့်မှာရှိတယ်သမင်းစားရင်ဗီဒီယိုကြည့်ဖို့ဖုန်းထောက်စရာရှာနေစရာမလိုတော့ပါဘူး10 mode လေးပြောင်းလိုက်ရုံနဲ့ချက်ချင်းကိုကြည့်လို့ရသွားတာပါ app 3ခုတပြိုင်တည်းဖွင့်သုံးနိုင်တာကအလုပ်လုပ်တဲ့အခါအရန်တော့အဆင်ပြေပါတယ်ကင်မရာဒီဇိုင်းကြောင့်တချို့နေရာမှာဟန်ချက်မညီတာတော့အမှန်ပါပဲဒါပေမဲ့သုံးစွဲမှုအတွေ့အကြုံရနာမည်ကြီးတာနဲ့အသုံးကောင်းတာမတူဘူးဆိုတာဒီဖုန်းကတတ်တည်ပြနေတယ်မင်းဆိုရင်လူတိုင်းရွေးတဲ့ဖုန်းကိုပဲရွေးမှာလားဒါမှမဟုတ်လူသုံးနေပေမဲ့အသုံးဝင်မဲ့ဖုန်းကိုစမ်းကြည့်ပါcomment မှာပြောခဲ့ပါဦး